အီရန်ပွဲပြီးပါပြီခမရတို့မြင်ရောင်ကြည့်ကြစမ်းပါဒရမ်ကဆိုရှယ်မီဒီယာမှာပြောချင်ရပြောအာယွန်လွဲနေပြီမဲ့လက်တွေ့မြေပြင်မှာစစ်ရေးတွေရှေ့တိုးပြင်ရှင်ရွေလာနေတယ်လို့အစ္စနဲ့အတူဘုံကျဲတက်နေတာအီရန်အခွင့်ပဲကြံတော့တယ်တစ်ဖက်မှာငင်းချမ်းရေးခေါ်ပဲနဲ့တစ်ဖက်မှာအစ္စရေးကိုဝင်တီးခိုင်းပြီးအမုံကြိတ်မြေပြင်တက်တွေပါဆေလူပြီးဒူးထောက်လာအောင်လုပ်နေကြတဲ့ကခမရတို့တရန့်ရေးခုတစ်မျိုးတကြားတစ်မျိုးပြောဆိုနေတာတွေမှာသာအာယုံကြပြီးအီရန်မြို့ဖြစ်နေတာမတိကျဘူးဖြစ်နေတယ်အီရန်အခြေအနေကလေဆက်ကြီးနေပြီမဲ့သူတို့ချင်းတောင်မယုံတော့ပဲစကားမပြောဆိုရကြတော့သလိုအစည်းအဝေးကိုလည်းကုတုချင်းတရန်ရေကူးကန်ထဲမှာဆင်းပြီးပုံကွယ်ရှိုးဟုနေကြတဲ့ကတည်တင်တယ်ခုဒရမ်ကသူ့ရဲ့ true မှာအီရန်ကအစ္စဖာဟန်မြို့မှာရှိတဲ့အဓိက munition store ကိုဘန်ကာဘတ်စတာပေါင်း1000နဲ့ကျဲတဲ့ဗီဒီယိုကိုဘာ caption မှမပါပဲတင်တယ်ဗီဒီယိုမှာပထမကွဲပြီးနောက်ထပ်ဆင့်ကွဲတာနေပါတွေ့ရတယ်ဒါဟာအစ္စဖာဟန်မှာအီရန်ကယူရေနီယမ်တွေရွှေ့ထားခဲ့တာတွေလို့သိရတဲ့အတွက်အစ္စရေးနဲ့ပူးပေါင်းတိုက်ခိုက်တာလို့သိရတယ်ဒါကြောင့်နောက်တစ်ချိန်ထက်မှန်တိုက်ခိုက်ခြင်းမပြုပါဘူးဆိုတဲ့အာမခံချက်နဲ့အခြားအရေးကြီးတဲ့အာမခံချက်တွေပေးမယ်ဆိုရင်လက်ရှိပဋိပက္ခကိုအဆုံးသတ်ခြင်းပါလေလို့အီရန်သမ္မတပီဆာချီကီယန်ကဥရောပကောင်စီဥက္ကဋ္ဌအန်တိုနီကိုစတာကိုပြောကြားနေတယ်လို့ထရမ်ကလည်းအစ္စရေးနဲ့အမေရိကန်ရဲ့ဒေါ်မန်ဟုံစစ်စင်ရေးအဆုံးသတ်နေပါပြီ by the end လို့ပြောကြားလိုက်တာတွေ့ရတယ်ဒီအတွက်အီရန်ကိုအပိသက်အနိုင်ရသည့်အထိစက်တက်ရိုက်ရန်ပင်လယ်ကွေ့မဟာမိတ်များကတရန်ကိုတိုက်တွန်းပြီးအီရန်အစ္စလာမစ်အစိုးရအားတိုက်ခိုက်ရန်ပင်လယ်နိုင်ငံတွေကသမ္မတဒေါ်နယ်ထရမ်အားစစ်အုံစာရေး8 trillion ထုပေးတယ်လို့ UAE နိုင်ငံကအီရန်ကိုအပြစ်စော်ဖို့ UAE မှာရှိအီရန်ပိုင်နိုင်ငံခြားအရန်ငွေအမေရိကန်ဒေါ်လာဘီလီယံ9030ကိုသိမ်းလိုက်တဲ့အပြင်အီရန်နိုင်ငံသားများကိုပြေးဆောင်ခဲ့တဲ့ရွှေဗီဇအပါအဝင်အမြဲနေထိုင်ခွင့်များအားလုံးကိုယူသိမ်းကြောင်းကြေညာပြီး UAE နဲ့ Saudi Arabia တို့က Hormuz ကိုရှောင်ကတောင်တန်းကိုဖျက်တောက်မိမဟာဗျူဟာနဲ့ Musandan Peninsula ကိုဖျက်တမ်းက Persian Gulf နဲ့ Gulf of Oman ကိုတိုက်ရိုက်ချိတ်ဆက်မိကန်နယ်စီမံကိန်းကိုကမ္ဘာစွမ်းအင်လမ်းကြောင်းအသစ်စီမံကိန်းအတွက်စတင်နေတာတွေ့ရတယ်ထို့အတွက်ကမ္ဘာရင်းနှီးကုန်ထွေရဲ့အသက်သွေးကြောဖွေသော Hormuz ရေလက်ကြား Strait of Hormuz ကိုကျော်ဖြတ်နိုင်ပြီးဒေါ်လာ100ဘီလီယံတန်မဟာဗျူဟာမြောက်ရေယာတူးမြောက်တူးဖောက်မီစီမံကိန်းကြီးကိုအင်ဂျင်နီယာပညာရှင်များကအတည်ပြုလိုက်ပြီးပဲဖြစ်တယ်။ဒါပြင်ဒီအတွက်တရတ်နဲ့အစ္စရေးတို့ကလည်းသူတို့ဘက်ဝေမကူးကြရဲ့ NATO နဲ့ပရင်ကိုပညာပြန်ပေးနေကြပြီးပဲဖြစ်တယ်။ခုအီရန်စစ်မှာတရမ်ကသူတို့ကိုအကူမပေးကြတဲ့ဗြိတိန်နဲ့ဥရောပနိုင်ငံတွေကိုယင်းနီနဲ့လောင်စာကြီးတဲ့အတွက်အခက်ခဲဖြစ်ရင်အမေရိကန်စီကနေဝယ်လို့ရတယ်လို့ Hormuz ရေလက်ကြားကနေကိုစီကိုတဲလို့ရတယ်လို့ဒါမှကိုယ်တိုင်တိုက်ပွဲမှာပါကြည့်မှာဘလောက်ခက်ခဲတယ်လဲဆိုတာသိမှာဟုပြောလိုက်တယ်လို့အစ္စရေးမှာလည်းပရင်ကိုကာကွယ်ရေးနည်းပညာထောက်ပံ့မှုအားလုံးရုပ်သိမ်းလိုက်ပြီးဖြစ်တယ်အကျိုးသက်ရောက်မှုအနေနဲ့ကတော့ပရင်ရဲ့နာမည်ကျော်တဲ့ဆော့ရာဖေးတိုက်လေယာဉ်မှာတုံးတဲ့အစ္စရေးနီးပညာဖြစ်တဲ့ရီဒါရှောင်ကွက်နဲ့ပစ္စည်းတွေထောက်ပံ့မှုဖြစ်ပြီးအိန္ဒိယရဲ့ပရင်စီတိုက်လေယာဉ်အစီး150ဝယ်ယူမှုအပလောအများစွာတက်ရောက်မှုရှိလာမှုစာချုပ်ကိုဖျက်သိမ်းဖို့အထိရှိလာမှာဖြစ်တယ်ဒါအပြင်အီရန်ပြိုလဲလာနေမှုနဲ့တချို့ရဲ့ BRI စီမံကိန်းကြီးပြိုလဲပြီးအီရန်ကြောက်တချို့အခက်ထင်နေတယ်လို့တချို့ရဲ့အီရန်မှာယင်းနှိမ့်မြုပ်နှံထားတဲ့ BRI စီမံကိန်းကြီးပါဝယ်ရွှေ့ပြောင်းမရတော့ပိုင်ဆိုင်မှုများကကြီးမားတဲ့အန်ဒီယနဲ့ရင်ဆိုင်နေရပြီးအရင်အထူးသက်သာတဲ့ဈေးနှုန်းနဲ့အလကားလိုအကျိုးမြတ်ထူယူနေတဲ့အီရန်ယင်းနှိမ့်တင်မှုမှာခုအခါမရင်မရဖြစ်လာပြီးချက်လို့အမေရိကန်အစိုးရကအီရန်မှာအုပ်ချုပ်ရေးရန်တရားအပြောင်းလဲလို့ရန်စီစဉ်နေတဲ့အတွက်တချို့တို့စီစဉ်ထားသောအီရန်နိုင်ငံကိုဖျက်ဆီးပြီးကုန်ထွေရေးစင်းကြောင်များကိုတိစောက်ရေးကိုလက်လွတ်ရတော့မှာဖြစ်တယ်။တကယ်တော့ဒါတွေကတချို့ကအီရန်ကိုဘီယိုပြူပြီးအရှိအလဲပိုင်းမှာသူတို့ကိုယ်တိုင်ဖန်တီးခဲ့တဲ့ဩဇာအာဏာအကျိုးစီးပွားနာမည်ကျူးကြောလိမ့်မှာပဲပြန်လဲပိတ်မိနေပြီပဲဖြစ်တယ်။တို့ကြောင့် US တရမှာလည်းတချို့ပါဝါကိုအီရန်ကနေရိုက်ချိုးပြီးမဟာဗျူဟာနဲ့ကစားနေခြင်းဟာကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်ကြလေဂျာမနီဗြိတိန်ဥရောပနိုင်ငံတွေကနိုင်ငံရေးစီရေးအထားအတန်မထွက်ပါဝါမပြတ်မာနဲ့ရက်တီပြနေခြင်းပါဘာမဟုတ်တဲ့မလောက်လေးမလောက်စားစမ်းပြုတ်တော့ပြီးမိနစ်တစ်နေ့မှာထပြီးနူလို့လို့ဖာကောင်းထကျန်နေတဲ့တချို့ဟာကမ္ဘာကိုအုပ်စိုးဖို့မင်းမှုကျူးကျော်လာနေတဲ့အခါနေတိုနဲ့ဥရောပနိုင်ငံတွေကတချို့စီကအကျိုးမြတ်ရနေလို့ထိုင်ကြည့်နေကြပြီမဲ့အမေရိကန်ကတော့ခေါင်းပေါ်အသက်မခံမဲ့ဥဆောင်ဖြိုလဲနေမှုမှာရေသားကိုခွာထိုင်နေပါထိနေကြပြီဆိုတာမြင်စေချင်တယ်
ဒီလိုတစ်ဖက်မှာ US တရမ်ကြောင့်အထိနာနေတဲ့တကြုတ်ဟာဂျပန်မှာအနမူလက်နက်9500ထုတ်နိုင်တဲ့ပလူတိုနီယမ်တွေအသိမ့်ရှိပြီလို့တကြုတ်စစ်တပ်သတင်းစာကနေငိုတန်ပါကြီးနဲ့အော်ပြောနေကြတဲ့ကတကြုတ်ဟာ US ကြောင့်ဖုံးမထားရတော့ပါဘူး